妈，看到你哦嘛，PSP 讲讲你却飘飘比吧哦。ဟာအပြင်သွားစရာရှိပါဆိုဗီဒီယိုတွေပဲရိုက်ခိုင်းနေရပဲ 讲到也没你哦，老爸喏。 ဟုတ်ပြီအဲ့ဆိုလည်းတစ်ခါရေးပြောလိုက်တော့မယ် PSP မှာ GD အမှတ်640ရှိပြီဆိုတာနဲ့ 40% scholarship ရှောက်လို့ရတယ်တကယ်လို့ GD မဟုတ်ဘူးဆိုလို့ရှိရင်လည်း grade 12နဲ့ IGCSE ပြီးထားရင်ဆိုလို့ရှိရင်လည်းရှောက်လို့ရတယ် PSP ကျောင်းကနှစ်ပေါင်း60ကျော်သက်တမ်းရှိရဲ့စင်ကာပူနိုင်ငံရဲ့အဆင့်မီ private institution တစ်ခုဖြစ်ပြီးတော့ EduTrust certification ကိုပထမဆုံးရထားတဲ့ကျောင်း၅ကျောင်းနဲ့မှာလည်း PSP ကျောင်းတစ်ကျောင်းပါပဲစင်ကာပူမှာဟိုပဲ main wing stand wing နဲ့ Cathay campus ဆိုပြီးတော့ campus 3ခုရှိတယ်အခု 40% scholarship ပေးနေရဆိုတာက diploma program တွေအတွက်ပေးရဘယ် program တွေပါလဲဆိုတော့ business IT and cyber security engineering media and communication sport science အဲ့ဒါတွေရွေးလို့ရတယ် duration ကကြောက်6လတက်ရမယ်ကွာတကယ်လို့ကိုကဘွဲ IT ဆက်တက်ချင်နေဆိုလို့ရှိရင်တော့16လကနေ24လဆက်တက်လိုက်လို့ရှိရင် PSP နဲ့ချိန်ထားတဲ့ Australia New Zealand UK အဲ့တက္ကသိုလ်တွေကနေပြီးတော့ပေးရအတိအမှတ်ပြုပွဲကိုရလိမ့်မယ်။အော် 40% scholarship က July intake အတွက်ပေးနေရနော်။အဲ့တော့ကျောင်းလျှောက်မယ်ဆိုလို့ရှိရင်မြန်မြန်လေးလျှောက်ခိုင်းလိုက်အောင် 阿总嘛，谁下来着喏？没下来着。 ။ကဲဒါဆိုလို့ရှိရင်တော့ရမယ်တတာ 哒哒。